မှကြည့်နေရလဲ တောင်မီးပုံရှို့မဲ့ပွဲမှာပါကြလို့အဲ့ဒါအဆင်ပြေလား ဘာစင်ပြေစရာရှိလဲဦးရဲ့ အဲ့ဒါဆိုနာမည်စင်းပေးလိုက်တော့မယ်နော် အေးစေးပါ ရမ်းမိုက်တဲ့သမီးရေဦးရဲ့နာမပဲနေ ယောက်ျားတော့ပြောတော့တနင်္ဂနွေနေ့တိုင်းငါသွားဖမ်းတာဆို ဟုတ်တယ်လေအခုလည်းငါဖမ်းပြီးပြန်လာတာ တော့ငါမကြီးအိမ်ကိုရောက်လာတယ်ဥတော့မယ်တဲ့ဖိုက်ကြီးနဲ့22ရက်နေ့မအားလို့နော်23ရက်နေ့မှလာခဲ့မယ်သမီးလေးကအမေဘလို့လဲအဖေများလေတဲ့ဟမ်ကျမကမွေးတောင်းကအဖေပဲနေရောက်တော့ရှိနေပြီလေညတီ comment ထဲမှာဆိုအဖေတဲ့အများကြီးပဲဘလို့လဲအဖေပဲနေရောက်လဲမှန်ပြော9ရက်လို့10ရက်လဲမသိဘူးလေရှင်တို့မသိဘူးလားဘလို့မသိရမှာတော့ပဲနေရောက်တော့ယူထက်တယ်လေ10ရက်လဲ9ရက်လဲမမေးဘူးဘောမမေးတော့ခါပဲ မမေတ္တာနဲ့တဏှာကိုဘယ်လိုခွဲကြရလဲ ပါးလေးကိုနမ်းတော့မေတ္တာပေါ့နှက်ခမ်းလေးကိုနမ်းတော့တနာလေး ဘယ်နှခမ်းအောင်ပြောရလဲ ဟယ်လိုဆိုလာပြားရောင်းတဲ့ဆိုင်ရလား အော်ဟုတ်ပါတယ်ရှင် ဟုတ်ပါတယ်လုပ်နေတယ်ခင်ဗျားတို့စီကနေဆိုလာပြားဝယ်သွားပြီးတဲ့နောက်ပိုင်းအားလုံးကဝင်တော့ဘူးဗျ အော်အကိုရဲ့ဘလို့လို့ဝင်มาလဲအကိုဆိုလာပြားဝယ်သွားတဲ့နောက်ပိုင်းမိုးကနေ့တိုင်းရွာနေရလေ ဟောဟိုကျွန်တော်မိုးဝင်လေဝင်နေမှတ်လို့ မိုးရရင်ဝင်တတ်တာဆိုတော့တစ်ခုပဲရှိတယ်အကိုရေ ဟင်ဟုတ်တယ်ဘာဝင်တာလဲ လျှက်စီးကြအောင် အောက်ပိုင်းကိုကန်ရမလားပေါ်ပိုင်းကိုကန်စေချင်သလားစိတ်တိုင်းရပြူစုပေးမယ်လာထားတမျိုးတစ်ဖုံမထင်နဲ့ဗျကားကိုဆိုလိုတာဘာလို့အနေလဲတီးအောင်စမ်းသပ်ပေးမှာပါ